အားလုံးပဲမင်္ဂလာပါ Rooted English with Miranda Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ Miranda ပါအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုချစ်ချစ်မြင့်မြင့်နဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့အားလုံးကိုမျှဝေပေးခြင်းတဲ့အတန်လေးကရှွာဆိုတဲ့အတန်လေးဖြစ်ပါတယ်ဒီအတန်လေးကအကောင်သေးသေးအစိတ်ပြင်းပြင်းနဲ့အရန်ကိုမှထိရောက်တဲ့အတန်လေးပါဘာလို့လဲဆိုတော့သူကအင်္ဂလိပ်စကားမှာအသုံးအရမ်းများတဲ့အတန်လေးပေါ့နော်အသုံးအရမ်းများတာဖြစ်တဲ့အတွက်ဒီအတန်လေးကိုကျမတို့ကပြင်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ pronunciation ကနော်အရန်ပဲတက်သွားနိုင်ပါတယ်ပြီးတော့နားထောင်ရတာလည်းပို့ပြီးတော့မှကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ရှွာဆောင်းလေးတွေကဘယ်လိုဟာလေးလဲဆိုတာကိုဆက်ပြီးတော့မှလေ့လာကြည့်ရအောင်ရှွာဆောင်းဆိုတာကတော့ကျမတို့ဆိုတဲ့အတန်လေးဖြစ်ပါတယ်သူ့ရဲ့ phonetic symbols လေးကတော့ဒီလိုလေးပြပါတယ်ဆိုမြန်မာအခရာခခွေးလေးနဲ့ဆင်တူတာပေါ့နော်အဲ့တော့ရှွာဆောင်းလေးကိုအတန်ထွက်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဘာမှမလုပ်ရပါဘူးဟုတ်ပါတယ်ဘာမှလုပ်စရာမလိုဘဲနဲ့အတန်လေးထွက်လာရတဲ့အတွက်ကြောင့်မို့လို့သူ့ကိုlazy sound လို့တောင်မှတင်စားပြီးတော့ခေါ်ကြတာဖြစ်ပါတယ်ကျမတို့ကရှွာဆောင်းလေးကိုအတန်ထွက်တော့မယ်ဆိုရင်ကျမတို့ရဲ့မေးရိုးတွေနှာခမ်းတွေသွားတွေရှားတွေဘာတစ်ခုမှဘာမှလုပ်စရာမလိုဘူးဘာမှမလုပ်ဘဲနဲ့ relax အနေထားလေးရနေပြီးတော့မှဗစက်လေးတစ်ချက်ဟားလိုက်မယ်အတန်လေးထွက်လိုက်မယ်ဒီလိုမျိုးအတန်လေးထွက်ရတာဖြစ်ပါတယ်အဲ့တော့ရှွာဆောင်းလေးကဘာဆောင်းလေးလဲဆိုတော့ vowel sound လေးပါ vowel sound ဖြစ်တယ်ဆိုတော့ကျမတို့ vowel letters တွေပေါ့နော် a e i o u vowel letters ဘယ် letter နဲ့ရေးရလဲလို့မေးမယ်ဆိုရင်တော့ a e i o u အားလုံးနဲ့ရေးရတာဖြစ်ပါတယ်ရှင်ဆိုတော့ကျမကနမူနာစကားလုံးလေးတွေကိုပြောပြပေးပါမယ်နော် banana problem activity memory support ဒီစကားလုံးလေးတွေမှာဆိုရင်ကျမတို့ a e i o u နဲ့ပေါင်းထားတဲ့စကားလုံး၅လုံးမှာဒီ၅လုံးစလုံးမှာကျမတို့ရှွာဆောင်းလေးတွေနဲ့ထွက်ပေးသွားတာဖြစ်ပါတယ်ရှင်ဒါဆိုရင်နောက်ထပ်တစ်ခုဆက်ပြီးတော့မှ share ပေးပါမယ်ဒါကတော့ကျမတို့စာရေးတဲ့နေရာမှာရောစကားပြောတဲ့နေရာမှာပါအရန်ကိုမှအသုံးများတဲ့a and the articles လေးတွေဖြစ်ပါတယ် articles လေးတွေကိုလည်းကျမတို့ကရှွာဆောင်းနဲ့ထွက်ပေးရတာဖြစ်ပါတယ်ဒီတိုင်းဆိုရင် a and the တော့ဟုတ်တာပေါ့ဒါပေမဲ့စာကြောင်းထဲမှာထည့်ပြီးတော့သုံးလိုက်တော့မယ်စကားပြောလိုက်တော့မယ်ဆိုရင်ကျမတို့ကရှွာဆောင်းလေးနဲ့ထွက်ပေးရတာဖြစ်ပါတယ်သူ့ရဲ့အတန်လေးဘယ်လိုထွက်လဲဆိုရင်နော်the ဒီလိုအတန်လေးထွက်ပေးရပါတယ်ဒါဆိုရင်ကျမကသူ့ကိုနမူနာစက်လုံးလေးတွေနဲ့ဆက်ပြီးတော့မှရှင်းပေးပါမယ် a balloon an orange the book ဒီနေရာမှာ a and the articles တွေကိုရှွာဆောင်းအဆောင်းလေးနဲ့အတန်ထွက်ပေးပါတယ်နောက်ထပ်တစ်ခုကတော့ကျမတို့ ER AR OR OUR စတဲ့စလုံးပေါင်းနေမှာဆိုလို့ရှိရင်လေရှွာဆောင်းနဲ့ထွက်ပေးရတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးလေးတွေလဲပေါ့နော်ဆိုရှွာဆောင်းနဲ့ထွက်ပေးရဆိုတော့စကားလုံးတိုင်းလားဆိုရင်တော့လည်းမဟုတ်ဘူးပေါ့နော်ဆိုတချို့သောစကားလုံးတွေပေါ့ဒါပေမဲ့ ER AR OR OUR နဲ့ပေါင်းထားတဲ့စကားလုံးတွေကိုလည်းကျမတို့အတန်ထွက်တဲ့အခါမှာရှွာဆောင်းအဆောင်းလေးထွက်ပေးရပါတယ်နမူနာစကားလုံးလေးတွေကိုလေ့လာကြည့်ရအောင်နော် sugar teacher doctor color ရမယ်လို့ထင်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခုကတော့ကျမတို့လေးဆို to တို့ for တို့ of တို့ဒီစကားလုံးလေးတွေပါဒီစကားလုံးလေးတွေကိုကျမတို့ကစာကြောင်းထဲမှာထည့်သုံးတဲ့အခါမှာ to for of ဒီလိုမျိုးအပြည့်အစုံမထွက်တော့ပါဘူးတဝက်တန်လေးထွက်ပေးရပါတယ် to ဆိုလို့ရှိရင်လဲ t of ဆိုရင် of for ဆိုရင် f ဒီလိုတန်လေးထွက်ပေးရပါတယ်ဒါတွေက sentence မှာသုံးတဲ့အခါမှာဒီလိုတန်လေးထွက်ရတာပါเนาะအဲ့တော့ကျမကဒီအတန်လေးတွေကို sentence လေးတွေမှာထည့်ပြီးတော့မှသုံးပြပေးပါမယ် I want to go to go လို့မသုံးမနဲ့ to go ဒီလိုသုံးပါလေ Let's drink a cup of tea a cup of tea of လို့မထွက်ဘဲနဲ့ of
a cup of ဒီလိုထွက်ပါတယ်နောက်ထပ်တစ်ခု these flowers are for you these flowers are for you these flowers are for you လို့မသုံးပါဘူး for you for you ဒီလိုလေးထွက်ပေးရမှာဖြစ်ပါတယ်ရှင်ဆိုတော့အခုရွှာဆောင်းဆိုတာကကျမတို့ lazy sound ဖြစ်တယ်သူ့ကိုအတန်ထွက်ဖို့အတွက်ဘာမှလုပ်စရာမလိုဘူး relax အနေထားလေးမှာပဲထားပြီးတော့အတန်ထွက်ပေးရမယ်ပြီးရင်သူက articles တွေမှာလည်းရွှာဆောင်းထွက်ရတယ်ဟလာ a e i o u နဲ့ပေါင်းရင်လည်းရွှာတန်ထွက်ရတာတွေရှိတယ်နောက်တစ်ခါ e r a r o r o u r စတာတွေမှာဆိုရင်လည်းရွှာဆောင်းထွက်ရတာတွေရှိတယ်ဆိုတဲ့အကြောင်းကိုကျမကမျှဝေပေးပြီးသွားပြီပေါ့နော်ဆိုတော့ဒီလိုမျှဝေပေးပြီးတဲ့နောက်မှာနောက်ထပ်အမှားများတဲ့စကားလုံးလေးကိုမျှဝေပေးချင်တာပါဆိုတော့တယောက်ကများ so what's the time what time is it လို့မေးလိုက်တဲ့အခါမှာ it is 5 o'clock it is 9 o'clock လို့များဖြေမိနေပါသလားဒါဆိုရင်တော့ပြင်လိုက်ပါဒီစကားလုံးလေးကို o'clock လို့မထွက်ပါဘူး o'clock လို့ထွက်ပါတယ် o'clock what's the time it's 5 o'clock what time is it it is 9 o'clock ဒီလိုလေးထွက်ပေးရမှာဖြစ်ပါတယ်ရှင်ဆိုတော့ရွှာဆောင်းလေးနဲ့ပတ်သက်ပြီးကျမကတော့ပြည့်ပြည့်စုံစုံလေးမျှဝေပေးပြီးသွားပြီဖြစ်ပါတယ်ဆိုတော့အတန်လေးကိုစူးစမ်းပြီးတော့ထွက်ကြည့်ပေးကြပါနော်ဆိုတော့စကားပြောတဲ့အခါမှာလည်းရွှာဆောင်းလေးတွေကိုထွက်ရမယ့်နေရာမှာရွှာဆောင်းလေးထွက်လိုက်ခြင်းအပြင်စကားပြောရလည်းပိုပြီး smooth ဖြစ်သွားမယ် pronunciation skills လည်းအများကြီးတက်သွားမှာဖြစ်ပါတယ်ရှင်အင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုအမြဲတမ်းပုံမှန်တင်ဆက်မျှဝေပေးနေမှာဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်เนาะဒီဗီဒီယိုလေးကနေပြီးတော့မှဗဟုသုတတစုံတရာရရှိခဲ့တယ်ဆိုရင်လည်း like လေးပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သိချင်တဲ့အတန်လေးတွေလည်းရှိမယ်ဆိုအင်္ဂလိပ်စကားနဲ့ပတ်သက်ပြီးတော့မှအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေရှိမယ်ဆိုရင်လည်း comment မှာရေးပေးခဲ့နိုင်ပါတယ်ကျမကအကောင်းဆုံးစူးစမ်းပြီးတော့ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် Stay rooted and keep learning bye bye